Okay so အားလုံးပဲမင်္ဂလာပါခုပြမှာတော့လေးစားလုံးနည်းလေးပဲပြမှာဖြစ်ပါတယ်ဒီမှာ9 reach 16 1000နဲ့မှ80ပြီးframe rate ကို30 fps background ကို black လေးထားလိုက်ပါပြောကြ create project လေးကိုနှိပ်ပါအပေါင်းလေးကိုနှိပ်ပါ media ကိုနှိပ်ပါကိုလုံးမဲ့ဓာတ်ပုံတစ်ပုံကိုထည့်လိုက်ပါ1434ကိုနှိပ်ပါ start to composition area ကိုနှိပ်ပါဒါဆိုရင်တော့ဒီမှန်ပြင်လေးနဲ့အပြည့်ပဲဖြစ်ပါမှာဖြစ်ပါတယ်နည်းနည်းလေးဆွဲချစ်လိုက်မယ်ဆွဲချစ်လိုက်ပြီး4.22 စက္ကန့်လောက်ချစ်ချင်ပါမယ်ကျတော့ဆောင်းဘောင်းလေးကိုနေပါဆောင်းဝိုင်းလေးကိုနေပါsite ကိုမျက်လုံးပုံစံလိုက်ချိန်မှာပဲကြာနေတီးပြီးတော့ကိုမျက်လုံး site နဲ့ထားပါမျက်လုံး site နဲ့တော့မလို့ထားပါကျွန်တော်ကဒီမျက်လုံး site နဲ့တော့မလို့ထားပြီထားပြီဆိုဒါလေးကိုဆုံးထိသွားပါဆုံးထိဆွဲဆန်လိုက်ပါဒီစဝိုင်းလေးကိုနှိပ်ပါဒီဆွဲဆန်တဲ့ဟာလေးတရားလေးကိုနှိပ်ပါနှိပ်ပြီးဆိုရင်ကာလာကိုတော့ကာလာကတော့ချိန်ရမှာတော့ကြိုက်တဲ့အရာထားလို့ရတယ်ဟာပါပြကြအဖက်ကိုနှိပ်ပါအဲ့တစ်ဖက်ကိုနှိပ်ပါzoom ဘလောက်ရှာပါ search bar လေးမှာ zoom 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 ဘလောက်ကိုနှိပ်ပါ snap setting ကိုနှိပ်ပါဘောဆုံးကစင်တာဘာမှလုပ်ဆရာမလို့ strength ကို 0.30 လောက်ထားပါ0.30အပြင် zoom လာတဲ့ထွက်ပါအဖက်ကိုနှိပ်ပါအဲ့ဖက်ကိုနှိပ်ပါ radius shadow radius shadow နှိပ်ပါradius shadow နှိပ်ပါ strength setting ကိုနှိပ်ပါkeyframe ချမယ် keyframe ဒီနေ့မှာဂျားထဲမှာ4ခုချမယ်1 2 3 4အဲ့ဆိုရင်ချပြီးပါပြီဒီ light ကိုနှိပ်ပါ boom keyframe လေးမှာ light ကို light မှာ h ပါနှစ်ခုပါနော်8ကို black 211လောက်ထားမယ်black 211 black 211ထားမယ်ဒီဒါ y ကိုတော့ -100 ပဲထားမယ်နောက်ထပ် keyframe နောက်ထပ် beat mounting တစ်ခုကိုသွားပါ keyframe ချပါအ keyframe မှာကျတော့ y ကိုချိန်ရမလို့မြတ် y ကိုပြောင်းရမလို့ဒီ h ကိုပဲ211ဖြစ်နေတဲ့ဟာကို-50 ပြောင်းလိုက်ပါ-50နောက်ထပ် keyframe ခုချမယ်ခုချပြီးတော့ h ကို -90 y ကိုကြတော့ black 122 ထားမယ်နောက်ထပ် keyframe ခုကိုသွားပါနောက်ထပ် keyframe ခုချပြီးတော့ black 42 h ကို black 42 y ကိုကြတော့ -160 ဖို့164လောက်ထားလိုက်မယ်နော်ထားပြီးတော့နောက်ထပ်တစ်ခုသွားပါနောက်ထပ် keyframe တစ်ခုသွားပါ h ကိုပဲပြောင်းရလိမ့်မယ်ဗျနောက်ထပ် keyframe က y ကိုပြောင်းရမလို့ y က-164ပဲ h ကခုနက keyframe မှာထားခဲ့တာ-29ထားပြီးတော့ဆိုရင်နောက်ဆုံးအဆုံးကိုသွားပါ keyframe ချပါ keyframe ချပြီးတော့ဒီကတော့ y လေးကိုပဲပြောင်းကြလို့ y လေးက black 177 189လောက်ထားပါအဲ့ပြီးအဲ့တော့ရပါပြီနောက်ထပ် site ကိုနှိပ်ပါ site ကိုနှိပ်ပြီးတော့ site ကို 0.250 ကနေဆုံးထိချက်လိုက်ပါဘယ်လောက်ထိတော့ဆိုရင်
1ထိ1ဖြစ်အောင်ထိရှင်းလိုက်ပါ 1.000 ထိချက်ပါချက်ပြီးတော့ရောင်ကတော့ကိုကြိုက်တဲ့ရောင်ထားလို့ရပါတယ်ရောင်ကတော့ဒါလေးပဲထားလိုက်မယ်နော်အာဖာကို100ထားမယ်100ခိုင်နှုန်းဟုတ်100ခိုင်နှုန်း solidity ဘာမှလုပ်စရာမလိုတော့အဲ့ဒါဆိုတော့ပြီးနောက်ထပ်ပေါင်းလေးကိုအဲ့တစ်ဖက်ကိုနှိပ်ပါအဲ့တစ်ဖက်ကိုနှိပ်ပြီးတော့ hot color HOD hotရော C1 လုံးရောက C1 လုံးက color hot color ကိုနှိပ်ပါစမ်းစက်တွေကိုနှိပ်ပါ hot color ဘာမှလုပ်စရာမလိုဘူးခင်ဗျ HUESHIFT ဟုရှိ HUEAMT ဟုရှိကိုနှိပ်ပါဘုံသွားပါ key frame ချပါ key frame ချပြီးတော့နောက်ဆုံးမှာ48လောက်ထိရှိလိုက်ပါ48ဟုရှိကကြတော့ကိုအယောင်စုံရင်တော့လုပ်လို့ရတယ်ခင်ဗျ48လောက်ပဲထားရမယ်48ဒါဆိုရင်တော့ရပါပြီနောက်ထပ်အဖက်ကိုနှိပ်ပါအဲ့တစ်ဖက်ကိုနှိပ်ပါ exposure ကာမောင်နှိပ်ပါ exposure ကာမောင် search bar လေးမှာ EHP ကိုအပေါ်မှာတွေ့မယ် exposure ကာမှာ exposure စမ်းစက်တင်ကိုနှိပ်ပါ exposure ကို 0.60 လောက်ထားမယ်0.60 နှိပ်ပါဂါမာကိုနှိပ်ပါဂါမာကကြတော့ဂါမာ1ပဲအဲ့ဒါဆိုတော့ဘာမှလုပ်စရာမလိုဒါဆိုတော့ data တန်းလေးရပါပြီ